Facebook နဲ့ TikTok ကိုကြည့်ရှုအားပေးနေကြတဲ့တရားချစ်ခင်စိတ်ကောင်းလို့ရရှိကြပါကုန်တော့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားမတန်ဆွမ်းညီကိုမှမှများအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့မြင့်မို့ပန်းမတန်ဆွမ်းပအိုက်တာအဖွဲ့အားဆိုလို့ရှိရင်မြန်မာနိုင်ငံအတွင်း၌အလျက်ကင်းပေးရှင်းစီရအလုံးကဝါရင်းကာလာတရိပ်တော်များရုပ်ဖက်ပူဇော်ပွဲစီကိုကျင်းပပြုလုပ်သွားမှာဖြစ်ပါရဲ့ရှင်။တို့ဖြစ်ပါရဲ့မြန်မာနိုင်ငံအတွင်း၌မတန်ဆွမ်းသူမျိုးတွေမစိုးပါဝင်ရှင်တဲ့နိုင်ငံဖိတ်ခေါ်အပ်ပါပါဝင်ရှင်တဲ့လူများဒီမြစ်တာတုံတော်နဲ့ရတနာတုံတော်တစ်ခုအနက်မိမိတို့စိတ်ရတဲ့တပုံကိုရွေးချယ်ပြီးဗီဒီယိုဖိုင်ဖြင့်ပါဝင်ရှင်တဲ့ရမှာဖြစ်ပါရဲ့ရှင်။ပါဝင်ရှင်တဲ့လူများအတွက်စီးရဲချက်များမှာရုပ်တံကြည်လင်သက်သာမှုရှိရမည်ကြီးရိုးဝဲအတွင်းဆောင်ရမည်ဥပမာရတနာသုံးပါးကိုလာအုပ်ချီ၍ပူဇော်နေသည့်ဟန်မျိုးဖြစ်ရမည်မိမိတို့ရုပ်ပူဇော်သည့်ပါဝိစာသားများနိုင်ငံမှုရှိရမည်လို့ဖြစ်ပါရဲ့ရှင်။ပါဝင်ရှင်တဲ့လူများထဲမှာပထမဒုတိယတတိယအပြင် Facebook နဲ့ TikTok မှာလိုက်အများဆုံးရရှိသူတို့ကိုပါထိုးစုရဲ့တရက်စီးမြင့်သွားမှာဖြစ်ပါရဲ့ရှင်။ပါဝင်ရှင်တဲ့လူများသည်မြန်မာတက္ကသိုလ်1388ခုနှစ်ပထမဝါဆိုလဆန်း15ရက်ခရစ်နှစ်2026ခုနှစ်ဇွန်လ29ရက်နေ့မှစ၍မြန်မာတက္ကသိုလ်1388ခုနှစ်ဒုတိယဝါဆိုလဆန်း10ရက်ခရစ်နှစ်2026ခုနှစ်ဇွန်လ23ရက်နေ့နောက်ဆုံးထား၍ကျမတို့ရဲ့မြင့်မို့ပန်းမတန်ဆွမ်းပရိသတ်ရုံးဖုန်းနံပါတ်ဖြစ်တဲ့3996945242တို့ဆက်သွယ်စီးရင်ပေးသွင်းနိုင်ပါကြောင်းသတင်းတောက်ပါပါရှင်။